အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြသွားခြင်းနဲ့အကြောင်းအရာလေးရတော့ဆင်းရဲသောဖေဖေနဲ့ချမ်းသာသောဖေဖေဆိုတဲ့စာအုပ်လေးတစ်အုပ်ပဲဖြစ်ပါတယ်သူကသိရှိထားတဲ့စာအုပ်လေးတစ်အုပ်ပါဒီစာအုပ်ထဲမှာဆင်းရဲတဲ့ဖေဖေနဲ့ချမ်းသာတဲ့ဖေဖေဆိုပြီးနှစ်ယောက်ပါတာပေါ့ဆင်းရဲတဲ့ဖေဖေကလူစော်တစ်ယောက်ပါသူက PhD ဘွဲလေးရပါတယ် PhD ဘွဲကို၄နှစ်တက်ရမယ်စာ2နှစ်နဲ့ရအောင်လုပ်ပြသွားနိုင်ပါတယ်ချမ်းသာတဲ့ဖေဖေကတော့ချစ်တန်းတော်မအောင်ပါဘူးဒါပေမဲ့တူကချမ်းသာပြီးတူကဆင်းရဲပါတယ်နှစ်ယောက်လုံးမှာတော့ငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်မတူညီကြတဲ့အတွေးခေါ်တွေရှိကြတာပေါ့ဒီနေရာမှာပေါ့ကျွန်တော်တို့တွေကအကြောင်းလေးမှာငွေကြေးဆိုင်ရာပညာရပ်တွေမသင်ခဲ့ရပါဘူးငွေကြေးဆိုင်ရာပညာရပ်တွေကိုမိဘတွေရှိရပဲပြန်လည်သင်ယူရတာပေါ့ဇလန်းရဲ့အစားမှာကလေးတစ်ယောက်ပေါ့သူ့နာမည်က Robert ပါ Robert ကသူ့ဖေရှိပြေးပြီးသွားပါတယ်ပြေးပြီးသွားပြီးတော့ဖေပေါ့ကျွန်တော်ချမ်းသာအောင်ဘယ်လိုလုပ်ရမလဲပေါ့အဲ့မှာသူ့ဖေကလည်းတင်းစာဖိုင်နဲ့မင်းဘာလို့ဒီစကားတွေမေးလာတာပဲပေါ့ဘာလို့လဲဆိုတော့သူတငယ်ချင်းချမ်းသာတဲ့တငယ်ချင်းတယောက်ကသူ့ကန်းချီအိမ်မှာအလဲသွားကြမလို့ပေါ့တပြင်းတငယ်ချင်းတွေခေါ်တယ်ဒါပေမဲ့သူနဲ့မိုက်ကိုတော့မခေါ်ဘူးဘာလို့လဲဆိုဆင်းရဲလို့ဆိုပြီးမခေါ်တာပါအဲကြောင့်ကျွန်တော်ချမ်းသာနေသိကျင်တယ်ပေါ့အဲ့မှာသူ့ဖေကလည်းဗာပြန်ပြောလဲဆိုတော့မင်းချမ်းသာခြင်းမင်းအုံနောက်ကိုသုံးဖို့ကွာလို့ပြောပါတယ်ကျန်တော့အဖေကိုဆက်မမေးနဲ့ကွာဆိုပြီးတော့ရိုးရှင်းရှင်းလေးပဲနင်ထုတ်လိုက်ပါတယ်ဒီနေ့လည်းရောက်ကလေးနှစ်ယောက်ကသူ့ Robert ရဲ့ Mike ရဲ့ပေါ့သူတို့စောက်တော့ကိုတွေ့ပြီးအကြံရပါတယ်အဲ့စောက်ထဲကအတိုင်း Mike နဲ့Robert ကသွားလိုက်စီဖုန်းတွေကိုစုပါတယ်စုပြီးတော့မလုပ်လဲဆိုအရေးကြိုပြီးတော့ပတ်စံသူလုပ်ပါတယ်လုပ်တော့သူ့ဖေလည်းမြင်ရောမင်းတို့ဘာလုပ်နေကြရလဲပေါ့မင်းတို့ဘာလုပ်နေကြရလဲဒါတရားမဝင်ပေါ့မင်းတို့ချမ်းသာခြင်းနဲ့ဆိုရင်တော့မိုက်ရဲ့အဖေကိုသွားမိပေါ့မိုက်ရဲ့ဖေကဒီရက်ပိုင်းနေတွင်စီးပွားရေးချဲ့ထွင်မှုတွေလုပ်နေရပေါ့သူ့ကိုသွားမိရင်တော့တီးနိုင်တယ်ပေါ့အဲ့မှာဒီညမှာမိုက်ရဲ့အဖေကငွေကြီးနဲ့ပတ်သက်လာရင်ထူးချွန်မှုရှိပါတယ်မိုက်ရဲ့အဖေကစားတောက်ဆိုင်သုံးဆိုင်နဲ့အောင်ယုံနေပိုင်ဆိုင်ပါတယ်အဲ့တော့ကလေးနှစ်ယောက်ကဟိုသွားမိတာပေါ့မိုက်ရဲ့အဖေကအလုပ်တွေများနေတဲ့သူကစနေနေ့မှာပြန်ပြီးတော့ချိန်လိုက်ပါတယ်စနေနေ့ရောမိုက်ရဲ့အဖေကမင်းတို့ဒီငွေကြီးပညာတက်ချင်ရင်ပေါ့ငွေကြီးမှာအလကားတော့မတင်ပေးဘူးပေါ့အလုပ်တော့လုပ်ရမယ်ပေါ့မင်းတို့တနာကြီး10စင်ပေးမယ်ပေါ့မင်းတို့လုံနိုင်လားပေါ့မလုံနိုင်ရင်မတင်ပေးဘူးပေါ့အဲ့လိုပြောတော့ခါကျတော့တနာကြီး10စင်ဆိုတာ1956ခုနှစ်မှာပေါ့အရန်နေပါတယ်နောက်ပိုင်းတော့လည်းMike နဲ့ Robert တို့ကလက်ခံလိုက်ကြတာပါပဲကလေးတွေကဘာလုပ်ရလဲဆိုတော့ဖုံမုံတွေကိုတုတ်ရပါတယ်အာကြီးတိပေါ့ဆိုင်ရဖုံမုံတွေကိုတုတ်ရပါတယ်ကလေးတွေကနောက်ပိုင်းကျတော့ Mike နဲ့ Robert ကပြင်းလာတယ်ပေါ့သူတို့ပြင်းလာပါတယ်ဘာလို့လဲဆိုတော့ဒီပညာသင်ဖို့လာတယ်ဒါပေမဲ့သူ့ဖေကတနာယူ10စင်းပဲပေးပြီးတော့အလုပ်ပဲလုပ်ခိုင်းနေပေါ့ဘာမှလည်းမတင်တော့ Robert ရဲ့ဖေက Mike ရဲ့ဖေကိုမကျေနပ်ပါဘူးဘာလို့လဲဆိုတော့သူကလေးကိုတနာယူ10စင်းပဲပေးပြီးတော့မမြတ်တာဘူးလို့ခံစားရပါတယ်Robert ရဲ့ဖေကအမြဲတမ်းသူတိုင်မဲ့တော့မိကြီးပဲပေါ့နော်Mike ရဲ့အဖေကိုဘာလို့လဲဆိုတော့ကလေးတွေကိုလောက်ခလာစာနည်းနည်းနဲ့လောက်ခိုင်းတဲ့အတွက်မကျေနပ်ပါဘူးအဲ့မှာမကျေနပ်တော့ခါကျတော့နောက်တစ်နေ့လဲကြာရော Robert က Mike ဖေရှိသွားပြီးတော့လာစာတိုးခိုင်းမှုသွားပါတယ်ဖေးလိန်နဲ့တော့ပညာလည်းမသိမေဘူးပေါ့အလုပ်တွေပဲလောက်ခိုင်းနေတယ်ပေါ့အဲ့လိုပြောတော့ခါကျတော့ကြီးအဖေကနေအောင်နဲ့မင်းတို့ကစာအုပ်ပေါ်မှာတင်ပြမှာမင်းတို့ကပညာလို့တင်တာတဲ့ဒါလည်းငါမင်းတို့တင်ကြားပေးနေတဲ့ပညာတစ်ခုတည်းပေါ့မင်းတို့ဘွားကြီးကထုံးနေဆိုတော့မင်းတို့မသိကြဘူးပေါ့တချို့ကဘွားကြီးကိုအရှုံးပေးကြတယ်တချို့ကကြတော့သင်ခန်းစာယူပြီးတော့ဆက်လက်ပြီးချီတတ်ကြတယ်ပေါ့ဘွားအမှ Robert ကဘာတွေပြောနေမှလည်းမသိပါဘူးအဲ့ဒီ Mike ရဲ့အဖေပြောတာမတင်ယူဘူးဆိုရင်မင်းကအလုပ်တွေကိုပြစ်တင်ရင်မင်းရဲ့လာစာနေတာကိုပြစ်တင်ရင်နဲ့ဘွားကြီးကပြီးဆုံးသွားမယ်ပေါ့နော်ဘွားကြီးကိုအရှုံးပေးတဲ့လူတယောက်ဆိုတော့မင်းရဲ့ဘွားတစ်ချောင်းလုံးချုံနေရမယ်မှန်ကန်တဲ့အရာတွေကိုလုပ်နေရမယ်မင်းကိုမိတ်ဆွေတွေဝင်ရလာလိမ့်မယ်အလုပ်ကြိုးစားတဲ့မင်းကိုအားကြတဲ့လူတွေပေါ်ပေါက်လာလိမ့်မယ်တကယ်တော့အဲ့ဒါကြီးကဘွားကြီးကမင်းကိုလက်နဲ့ချောင်းလုပ်နေရမင်းကအနိုင်လိုချင်ပေမဲ့လည်းအရှုံးပေးရမှာကြောက်တဲ့စိတ်ကပိုအားတာနေတယ်မင်းတကယ်အနိုင်လိုချင်မလိုချင်ကတော့မင်းကိုယ်တိုင်ပဲသိလိမ့်မယ်ဆိုပြီးတော့ Mike ဖေကပြောပါတယ်အဲ့ဆိုရင်ဖေကကျွန်တော်ဘာကြောင့်တင်ပေးနေရလားဆိုပြီးတော့ Robert ကလည်းပြန်မေးတာပေါ့မဟုတ်ဘူးတဲ့ငါမင်းကိုဘွားအကြောင်းနည်းနည်းမြည်ဆန့်ကြည့်ခိုင်းတာပေါ့ခုချိန်ဒီ Robert ကဘာမှမသိသေးပါဘူးသူကဘာလုပ်လဲဆိုတော့
သူ့ကိုလာစာတိုးပေးဖို့ပဲတောင်းနေတာပါအဲဆိုရင်အဲ့ဒီချိန်မှာမိုက်ရဲ့အဖေကမင်းကငါ့ကိုပြက်နာတစ်ခုလို့မြင်နေမှအစားမင်းကမင်းပြက်နာတစ်ခုလို့ပြောင်းမြင်ကြည့်လိုက်စမ်းပါကွာလို့ပြောလိုက်ပါတယ်အဲ့မှာ Robert ကလည်းအဲဆိုရင်ကျွန်တော်ကတနာကြီးကို10ဆင်းကိုပြုံးပြုံးကြီးယူနေရမှာလားဆိုပြန်ပြောပါတယ်အဲ့ဒါကသူများတွေရဲ့အလုပ်ပါကွာသူတို့မိသားစုတွေကငွေကြေးနဲ့ပတ်သက်လာရုန်းကန်ရအောင်မယ်ဆိုတာတိနဲ့လာစာယူကြတဲ့ဝန်ထမ်းတွေကွာဒါပေမဲ့ပတ်စံများများရရှိလာလို့ရှိရင်သူတို့ငွေကြေးပြတ်နာတွေပျောက်သွားမယ်လို့ယုံကြည်ပြီးတော့လာစာတုံးမဲ့ရက်ကိုမျှော်မှန်းနေကြတဲ့လူတွေအများစုပဲဖြစ်တယ်ပေါ့ချိုးကဆိုအပိုးလောက်တည်တောင်လောက်လိုက်သေးတယ်ပိုပင်မန်းတာပေါ့ကွာဆိုပြီးတော့မိုက်ရဲ့အဖေကပြောပါတယ်ဒါဆိုဒီပြတ်နာတွေကိုဘယ်လိုဖြေရှင်းမှာလဲဆိုပြီးတော့ Robert ကမေးလိုက်ပါတယ်အဲ့ချိန်မှာမိုက်ရဲ့အဖေကလည်းမင်းရဲ့နေရကြားတဲ့အရာလေးနဲ့ဖြေရှင်းရမှာပေါ့ကွာဆိုပြီးတော့ချက်ချင်းပဲပြန်ပြောလိုက်ပါတယ်ညောင်တော့သူတို့သားတွေကိုပညာရစေချင်တာပေါ့တယောက်ကချမ်းစင်းရတဲ့ဖေဖေရဆိုရင်ငါသားเจ้าကိုသွားဖွဲရအောင်ဖွဲကောင်းကောင်းရအောင်လို့ကုမ္ပဏီခုမှနေရာကောင်းရမှာအကျိုးမြတ်တွေခံစားရမယ်လို့ပြောပါတယ်ချမ်းသာတဲ့ဖေဖေရကြတော့ငွေကြီးမီတို့အလုပ်လုပ်တယ်ဘလို့ပုံစံနေနဲ့အလုပ်လုပ်တယ်ဆိုတာကိုသိစေချင်ပြီးတော့ငွေများများရစေချင်ပါတယ်သူသားတနာယူဆယ်စင်းရလို့မင်းစိတ်ဆိုတာငါအယံဝမ်းတာတယ်မင်းသာစိတ်မဆိုးဘူးဆိုလို့ရှိရင်ငါဒီပညာတွေကိုသင်ပေးနိုင်မှာမဟုတ်ဘူးဆိုပြီးတော့မိုက်ဖေကပြောပါတယ်လူများစုကငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်လုံခြုံမှုကိုသဘောကျကြတယ်လုံခြုံမှုကလမ်းမပြနိုင်အကြောက်တရားပဲလမ်းပြနိုင်တယ်ဒါကြောင့်မို့လူများစုကငွေနေတဲ့အလုပ်တွေကိုလုပ်ကြတာပေါ့ကွာဆိုပြီးတော့ Robert Mike ဖေကပြောတာပေါ့အဲ့မှာ Robert ကလည်းဗာပြန်ပြောလဲဆိုတော့တနာကြီးကိုဆယ်စင်းနဲ့ပေးတဲ့အလုပ်ကလည်းဒီတင်တဲ့ထဲမှာပါလာလို့မေးတာပေါ့ပါတာပေါ့ကွာဥမာမင်းဖေကိုပဲကြည့်လေကွာဆိုပြီးတော့ Mike ဖေကပြောပါ Robert ဖေကိုသူကစာရမ်းတော့ဝင်ကောင်းတာမှန်ပေမဲ့ကျောင်းမှာငွေကြေးပညာမတင်ခဲ့ရတဲ့ပေါ့နော်ငွေကြေးပညာမတင်ခဲ့ရတဲ့သူကငွေကြေးပြတ်နာတွေသူ့မှာအများကြီးရှိတယ်ပေါ့ပိုပြီးဆိုတာသူကငွေတော့အလုပ်လုပ်ပေးရတဲ့လူတစ်ယောက်ဖြစ်တဲ့သူကပိုဆိုးတယ်ဆိုပြီးတော့ Mike ဖေကပြောလိုက်ပါတယ်အနည်းဆုံးတော့မင်းရတဲ့ငွေကအပြည့်ရပါသေးတယ်ကွာဆိုပြီးတော့ Mike ရဲ့အဖေကပြောတာပေါ့အဲ့မှာ Robert ကလည်းဗာပြန်ပြောလဲဆိုတော့တန်တော်နဲ့ဟာဒါဆိုတပင်းလူတွေကငွေပြေးမရကြဘူးလားပေါ့မေးတော့ပြီးတော့မေးတော့ခါကျတော့အဲ့မှာ Mike ရဲ့အဖေကလည်းဗာပြန်ပြောလဲဆိုတော့အေးဟုတ်တယ်ကွာဘာလို့လဲဆိုတော့ तू ကအစိုးရကိုခွန်ပေးရလို့ပဲကွာချမ်းသာတဲ့လူတွေကခွန်နည်းနည်းပဲပေးရတယ်အများဆုံးပေးရတာတော့စင်းရဲသားတွေနဲ့လူလက်တန်းစားတွေပဲအများဆုံးပေးရတာပေါ့အခုရတဲ့ဝင်ငွေကမင်းဖေထက်ဝင်ငွေပိုကောင်းတယ်ဒါပေမဲ့မင်းဖေကငါ့ထက်ပိုပြီးတော့ခွန်ပေးရတယ်ဆိုတော့ငါရဲရဲကြီးအာမခံတယ်ဆိုပြီးတော့ Robert Mike ဖေကပြောတာပေါ့ရီပြီးတော့ရီမောမောနဲ့ပြောတာပေါ့အဲ့ချိန်မှာဒါဆိုလေတင်ယူဖို့အသင်ဖြစ်ပြီလားဆိုပြီးတော့ Robert ကိုမေးတာပေါ့ Robert ကလည်းဖြစ်ပါပြီပေါ့ဒီချိန်မှာတော့ဒီတစ်ခေါက်တော့ပေါ့နော်မင်းကိုအလုပ်လောက်ခတပြားမှမပေးဘူးဘာလို့လဲဆိုတော့မင်းကငွေကြေးတော့အလုံးမလုပ်တဲ့သူမို့လို့ပဲဆိုပြီးတော့ပြောပါတယ်နောက်တော့လေ Robert နဲ့သူ့တငယ်ချင်း Mike တို့သုံးဘက်လုံးတပြားမှမရပဲအလုပ်လုပ်ကြရတာပေါ့တတိယမြောက်နေ့မှာချမ်းသာတဲ့ဖေရောက်လာပြီးသူတို့ရေခဲချောင်းဝယ်ကျွေးပြီးလမ်းလျှောက်ရအောင်ခေါ်လိုက်ပါတယ်ဘယ်လိုလဲမင်းတို့သင်ခန်းစာတစ်ခုရကြတာပေါ့အမှကလေးနှစ်ယောက်ကလည်းအချင်းချင်းကြည့်ပြီးမရကြအောင်ဒါမရဘူးလို့ပဲပြောလိုက်ပါတယ်အေးမင်းတို့မသိရင်ငါပြမယ်ဆိုပြီးသူဆိုင်အတော်ကြီးကိုလက်ညှိုးထိုးရပါပေါ့သူတို့ကငွေကြေးနှဲငယ်တဲ့လုံခြုံမှုကိုအားကိုးကြတယ်သူတို့လိုလူမျိုးတွေကတစ်နှစ်မှာအားလည်း၃ဘတ်ရမယ့်ချိန်ကိုပဲစောင့်ဆိုင်းပြီးမျောနေကြတယ်လောက်သက်45နှစ်ပြေးလို့ရှိရင်ပင်စင်ရမယ်ဆိုပြီးတော့အခြေနဲ့နေကြတဲ့လူမျိုးတွေဆိုပြီးတော့အဲ့တော်ယူလက်ညှိုးထိုးကြပါတယ်ဒါပေမဲ့မင်းတို့အဲ့လိုမျိုးဖြစ်ချင်လို့ရှိရင်တနာရီ25ဆင်ပေးမယ်ဆိုပြီးတော့မိုက်ရဲ့အဖေကကန့်လန့်ပါတယ်ပေါ့ဒါပေမဲ့လည်းသူတို့ကလူကောင်းနေလေဆိုပြီးတော့ Robert နဲ့ Mike ကပြောတော့ခါကြတော့ငါဒီနေ့မင်းတို့ကိုစကားပြောတာရိုင်းသွားမယ်ပေါ့ဒါပေမဲ့မင်းတို့နှစ်ယောက်လုံးမျက်လုံးနဲ့ကိုယ်မြင်စေချင်လို့ငါပြောပြတာဆိုပြီးပြောပါတယ်တနာရီကို25ဆင်နဲ့မင်းတို့ရင်မခုံကြဘူးလားလို့ပြောတော့ Mike နဲ့ Robert ကရင်မခုံကြပါဘူး25ဆင်အေးကောင်းပြီလေကွာဆိုပြီးတော့တနာရီကို$လို့ပြောလိုက်ပါတယ်$ကိုပြောလိုက်တဲ့အချိန်မှာ$ဆိုတာပတ်စံများပါတယ်အဲ့ခေတ်ကအဲ့တော့ Robert ကလိုချင်တာပေါ့အဲ့မှာဘာမှမပြောသေးပါဘူးအဲ့ဆိုကောင်းပြီလေတနာရီကို$ပေးမယ်ကွာဆိုပြီးအဲ့မှာ Robert ရဲ့ရင်နေခုံးလာပါတယ်ဘာလို့လဲဆိုတော့တနာရီကို$လို့ရှိရင်$ဆိုလို့ရှိရင်သူစပိန်တည်ရမယ်ပြီးပစ္စည်းတည်ဝယ်ရမယ်သူ့ကိုစင်ရသားဆိုပြီးတော့နှိမ့်နေတဲ့ကလေးတွေကြားထဲမှာသူက
ဘောကျော်နေနိုင်မယ်ဆိုပြီးတော့သူကမျက်လုံးထဲမှာပေါ်လာတော့အဲ့မှာရင်းနေရမ်းခုံနေရောဘတ်ကတနာရီကို$9ပေးမယ်ကွာလို့ပြောလိုက်တဲ့အချိန်မှာရောဘတ်ကလှုပ်တော့မလှုပ်နိုင်တော့ပါဘူးသူတငယ်ချင်းနဲ့သူတငယ်ချင်းဘေးကသူတငယ်ချင်းကိုကြည့်ပြီးတော့လူချင်းကြပြီမယ်ဘာမှပြောမထွက်ဘူးပေါ့ကောင်းတယ်ကွာလူတိုင်းမှာတန်ဖိုးအသီးသီးစီရှိကြတယ်အဲ့ဒါဘာလို့လဲဆိုတော့အကြောက်တရားနဲ့လောဘတရားကသူတို့လွှမ်းမိုးထားလို့ပဲဆိုပြီးတော့ရောဘတ်ဖေကပြောပါတယ်သူတို့မှာငွေမရှိမှကြောက်ကြတယ်ပေါ့ငွေမရှိမှကြောက်ကြတဲ့အတွက်သူတို့ကအလုပ်ကိုစူးစမ်းကြတယ်ပေါ့အလုပ်စူးစမ်းပြီးငွေလဲရလာတော့ဘာပစ္စည်းတွေဝယ်ရမလဲဆိုပြီးတော့သူတို့အုံနောက်ကစတင်တွေးပြီးလောဘတရားလွှမ်းမိုးသွားရောဆိုပြီးတော့ရောဘတ်ဖေကထပ်ပြောပြီးအဲ့ပေါင်ထဲမှာပဲပိတ်မိနေကြတယ်လို့ပြောပါပေါ့ရောဘတ်ကဘာပေါင်လဲလို့မေးတော့ခါကျတော့သူတို့အိယာထားတယ်အလုပ်သွားတယ်လာစားရတယ်ပေးစရာရှိရပေးအိယာထားတယ်အလုပ်သွားတယ်လာစားရတယ်ပေးစရာရှိရပေးရဆိုပြီးပြောပါတယ်သူတို့တွေကဝင်ငွေများလာလို့ရှိရင်သုံးဆွဲတဲ့ပမာဏကလည်းပိုများလာကြတယ်ဆိုပြီးတော့ကလေးနှစ်ယောက်ကမိုက်အဖေပြောစကားကိုအရင်နားမလည်ကြပါဘူးမိုက်ဖေကလည်းမိုက်ဖေကလည်းငါနောက်ဆုံးတစ်ခုပြောချင်တယ်ပေါ့အဲ့ဒါတော့လောဘပေါ့လောဘကလည်းအရေးကြီးတဲ့အခန်းကဏ္ဍမှာပါပေါ့အဲ့ဒါလည်းအဓိကထောင်ချောက်ပဲပေါ့အဲ့ဒါကိုပေါ့အဲ့ချမ်းသာတဲ့လူတွေကကစားမရှောင်ရှားနိုင်ကြဘူးပေါ့အဲ့လောဘကိုချမ်းသာတဲ့လူတွေကသူစီးစိမ်နေဆုံးရှုံးမှာကြောက်ကြတယ်ပေါ့စီးစိမ်နေဆုံးရှုံးမှာကြောက်တာအရင်လိုမျိုးပတ်စံမရှိတော့မှကြောက်ကြတဲ့အတွက်အလုပ်ကိုပို့ပြီးတော့စူးစမ်းကြတယ်ပေါ့အဲ့ဒီတော့သူတို့အဆိုးဆုံးကသူတို့အတွက်ကသူတို့ပိုင်ဆိုင်ထားတဲ့အိမ်တွေတိုက်တွေကားတွေပြန်ပျောက်ဆုံးသွားမှသူတို့ကပိုကြောက်ဆုံးပဲပေါ့ဒါကြောင့်ချမ်းသာတဲ့လူတွေကငွေရှိလေများကြောက်ရလေပဲဆိုပြီးတော့ပြောလိုက်တယ်ပေါ့ရောဘတ်ကလည်းအဲ့ဆိုရင်ဆင်းရဲတာပိုပြီးပြောစရာကောင်းတယ်ဆိုပြီးတော့ထပြလိုက်ပါပေါ့ရောဘတ်ကအဲ့ဆိုဆင်းရဲတာမှာပိုပြီးပြောစရာကောင်းသေးတယ်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်အဲ့လိုလည်းမဟုတ်ဘူးပေါ့ရှောင်ရှားမလဲဆိုတော့အဲ့မှာမင်းတို့စိတ်လှုပ်ရှားမှုကိုစိတ်လှုပ်ရှားမှုကိုပြန်ပြီးထိန်းသိမ်းရမယ်ပေါ့ဘာလို့လဲဆိုတော့မင်းတို့ဒါစိတ်လှုပ်ရှားမှုမထိန်းသိမ်းနိုင်ဘူးဆိုရင်မင်းတို့လည်းတခြားသူလိုပဲအဲ့ငွေသာရှိရင်ရှိလာလိမ့်မယ်အကြီးစားဂျုံကြီးဖြစ်လာလိမ့်မယ်ဆိုပြီးတော့ပြောပါတယ်အဲ့လိုမျိုးစိတ်လှုပ်ရှားမှုတွေမဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့မိုက်ဖေကိုသူ့ဖေကိုမေးလိုက်တယ်ပေါ့နော်မေးလိုက်တော့အဲ့မှာသူ့ဖေကဘာပြန်ပြောလဲဆိုတော့မင်းတို့စိတ်လှုပ်ရှားမှုတွေကိုအဲ့အသွေးခေါ်မှုနဲ့ပြန်အစားထိုးလေပေါ့အဲ့လိုမျိုးလုပ်တဲ့နေရာမှာလည်းအဲ့ပတ်စံမရဘဲနဲ့အလုံးလုံးနိုင်ဖို့လိုတယ်ပေါ့အဲ့လိုအလုံးလုံးတဲ့နေရာမှာလည်းမျောလင်းချက်ရှိမယ်ဆိုတာငါသိရပေါ့အဲ့ဒါကောင်းတဲ့အရာပေါ့ပြီးတော့မင်းတို့ငွေပို့ပေးမယ်ဆိုပြီးပြောလာတဲ့အခါမှာလည်းမင်းတို့ရဲ့စိတ်လှုပ်ရှားမှုကိုကြမ်းခံပြီးတွေးခေါ်မှုတွေနဲ့ပြန်ပြီးတော့တွေးခေါ်စေခြင်းနဲ့ဆိုပြီးတော့ Mike ဖေကပြောပါတယ်အဲ့ဒီက Mike နဲ့ Robert တို့ကသူ့ဖေပြောစကားတွေအကုန်လုံးတော့နားမလည်ပါနဲ့သူတို့သိနေပါတယ်သူတို့ရဲ့သူကြီးလာတဲ့အချိန်မှာဒီစကားတွေကအသုံးဝင်မယ်ဆိုတာပေါ့1990ခုနှစ်မှာတော့မိုက်ကသူ့ဖေပိုင်းတဲ့လုပ်ငန်းတွေနဲ့ပြန်လဲဦးစီးပြီးတော့ပို့ပြီးတော့ချမ်းသာလာတယ်ပေါ့နောက်ပိုင်း1994ခုနှစ်မှာတော့ရောဘတ်ကအသက်48နှစ်အရွယ်မှာသူကပင်စင်ယူလိုက်တယ်ပေါ့ဘာလို့လဲဆိုတော့သူကလည်းချမ်းသာနေပါပြီသူရဲ့ချမ်းသာမှုကအလုံးလုံးတည်ဖြစ်စေမလုံးတည်ဖြစ်စေဖြည်းဖြည်းချင်းနဲ့တိုးပွားနေတာပေါ့ဘာလို့လဲဆိုတော့သူကဒီလိုရှင်းပြထားပါတယ်သူကငွေကြီးကအပင်တပင်စားရလို့ပဲပေါ့အပင်ငယ်ရွယ်စဉ်မှာသူကရေမြလောင်းပေးရတယ်အဲ့လိုမျိုးပြုစုရတယ်ပေါ့နောက်ပိုင်းအပင်ကြီးလာတဲ့ချိန်ကြလို့ရှင်သူတို့ကဘာမှလုပ်ပေးစရာမလိုဘဲနဲ့သူကကြီးထွားနေတဲ့ပုံစံမျိုးပေါ့လူလက်ကန်းစားအများစုကငွေကြီးရရုံးကန်ရခြင်းကိုအများနဲ့ခံရတာပေါ့သူတို့ရဲ့အခြေခံဝင်ငွေကလာစာဝင်ငွေတစ်ခုပဲဖြစ်တာပေါ့နော်သူတို့လစာများလေးသူအခွန်ပေးဆောင်ရအများလေးပြီးလို့ရှိရင်သူတို့ရဲ့သုံးဆွဲစရိတ်ကလည်းပိုများလာတာပေါ့သူကလူချမ်းသာတွေလိုလိုက်လို့ရမယ်အစားသူတို့ရဲ့အိမ်ကိုယင်းနှီးမြုပ်နှံမှုအနေဖြစ်သူတို့အနေနဲ့ပြည့်မြင်ကြတာပေါ့အဲကြောင့်သူကလာစာများကောင်းရမှာအိမ်ကောင်းမှနေနိုင်မယ်ဆိုသူတို့ယုံကြည်ကြတာပေါ့အိမ်တင်မဟုတ်ဘူးသူတို့ရဲ့ဇိမ်ခံကားသူတို့ရဲ့ကားတွေပေါ့ဇိမ်ခံကားတချို့ကပါမယ်ကားတွေပေါ်မှာယင်းနှီးမြုပ်နှံမှုလုပ်ကြတာပေါ့သူတို့ရဲ့ဝင်ငွေကလုံခြုံမှုမပေးနိုင်တဲ့အချိန်မှာသူတို့ရဲ့အိမ်တွေရောကားတွေရောသူတို့ကိုမကယ်တင်နိုင်တော့ပါဘူးနောက်ဆုံးတော့ Robert ကကုမ္ပဏီထောင်နိုင်တဲ့အနေအထားကြီးရောက်လာတာပေါ့ဒီနေရာမှာကုမ္ပဏီထောင်တဲ့နေရာမှာပေါ့နော်မိမိစိတ်ဝင်စားတဲ့အရာစိတ်ပါဝင်မှုရှိမှကုမ္ပဏီထောင်ပါလို့Robert ကအကြံပေးထားတယ်ပေါ့နော်အမှန်တကယ်စိတ်ပါဝင်စားမှုမရှိလို့ရှင်တော့အာမပေးဘူးပေါ့နော်
အချုံပြီးပြောရမယ်ဆိုရင်တော့ Robert ကမိမိလုပ်နေတဲ့အလုပ်ကိုဆက်လက်လုပ်ကိုင်ပြီးတော့မကြခင်တွေ့ရှိလာမယ်လိုအပ်ချက်တွေပေါ်မူတည်ပြီးတော့လှုပ်စေချင်ပါတယ်ပေါ့နော်ပြီးလို့ရှိရင်တင့်ရဲ့ဝင်ငွေယူပေါက်တွေရက်တန့်သွားမှဇင်ခံပစ္စည်းတွေစဝယ်စေချင်တယ်ပေါ့နော်ဒီနေရာမှာသိရှိထားမှာချမ်းသာတဲ့လူတွေကဇင်ခံပစ္စည်းတွေအကုန်လုံးနောက်ဆုံးမှဝယ်တယ်ဆိုတာပါပဲကျွန်တော်နောက်ဆုံးအနေနဲ့အခွန်ကိစ္စကိုအချင်းချုပ်ရမယ်ဆိုရင်တော့ပေါ့အခွန်ဆိုတာလူတိုင်းတော့ပေးရတယ်ပေါ့နော်ချမ်းသာတဲ့လူလည်းပေးရတယ်ဆင်းရဲတဲ့လူလည်းပေးရတယ်ဒါပေမဲ့ချမ်းသာတဲ့လူတွေမှာကျတော့တရားဝင်နီးလန်းတွေလည်းရှိပါတယ်ခွန်မပေးဆောင်ဖို့တွေတရားဝင်နီးလန်းတွေပါလူတိုင်းလုပ်လို့ရပါတယ်ဒါပေမဲ့လက်တန်းစားနဲ့ဆင်းရဲသားလူတန်းစားမလုပ်ကြပါဘူးဘာလို့လဲဆိုတော့ခွန်ပေးဆောင်ရမယ့်လူခွန်ကြောက်ကြရပေါ့အမှန်တမ်းပြောမယ်ဆိုရင်ခွန်မပေးရင်ဘာဖြစ်မှာဆိုသူတွေးပြီးတော့ကြောက်ကြရပေါ့အဲ့လိုမျိုးတရားဝင်နီးလန်းတွေလည်းရှိပါတယ်အဲ့ဟာအရန်ရှည်လို့မရှင်းပြတော့ဘူးเนาะဗီဒီယိုလည်းရှည်သွားမှာဆိုလို့ဟုတ်ကဲ့ဒီဗီဒီယိုလေးကိုကြည့်ပေးရတဲ့အတွက်တစ်ခုခုရားလိုက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်